ခုပါမေဒီမှာကျိုးဆိုပါတယ်မေဒီကရန်ကုန်မြို့တရုတ်တန်းမှာရှိတဲ့မုံဆိုင်လေးမှာဘာတွေစားခဲ့ပြီးတော့ဘယ်လိုမျိုးမုံဆိုင်လေးအခုရောင်းလဲဆိုတာလေးပေါ့နော်မျှဝေပေးသွားချင်ပါတယ်ရန်ကုန်မြို့ရဲ့တရုတ်တန်းကတော့အစီဆုံးပဲပေါ့နော်ညဘက်တွေမှာလည်းစီကားတယ်ဒါလမ်းနဲ့ဆက်မှာရှိတဲ့260တက်တန်းရှိတဲ့စံပြုံးဆိုင်ပေါ့နော်အဲ့ဒီဆိုင်ကမေဒီတို့စားနေကြပါပဲသူရှိမှာကြက်သားစံပြုံးတို့ဘဲသားစံပြုံးနောက်ပြီးတော့စီချက်တွေစီချက်အမျိုးမျိုးလည်းရတယ်ပေါ့နော်စံပြုတ်ကဒီလိုမျိုးအကြကွင်းတဲ့တပွဲကို9000ကျပ်ပါနောက်ပြီးတော့ဒီလိုအတုပ်စုံလေးလည်းရတယ်ကျက်6တော့တော့အရိုးလို့တော့ဆိုတော်တော်လေးစားကောင်းပါတယ်သူကတပွဲကို1000ကျပ်ပါသူ့ရှေ့မှာရှိရဲ့ဒီကြက်သားပေါင်းဝက်သားပေါင်းဆိုင်လေးလည်းစားလို့ကောင်းတယ်သူကတော့တပွဲကို2500ကျပ်ကောင်းချင်းတုပ်လည်းရတယ်ကောင်းချင်းတုပ်ကတော့9000ကျပ်ပါဒါကတော့16လမ်းထိပ်မှာရှိရဲ့ပရီးကျော်တို့ပိုးစာကျော်တို့အစုံပါပဲသူတို့ကတော့ဈေးတွေကတော့1000ခွဲကျက်လို့ပြောပါတယ်။နောက်ပြီးတော့ဒီမှာနို့ထဲမှာစိန်ထားတဲ့တင်မောင်းပိုးတွေလည်းတွေ့တယ်ပေါ့နော်။ဒါပေမဲ့အရှင်နေဆိုတော့မစားခဲ့ပါဘူး။အသီးတွေကတော့အစုံပါပဲဒူးရင်သီးတွေလည်းရသေးတယ်ဒါကတော့16လမ်းထိပ်ပေါ့နော်။16လမ်းထိပ်မှာအသီးတွေအစုံရှိရတလဲသီးတွေလည်းရောင်းတာတွေ့တယ်။သူကဒီလိုပါကင်လေးနဲ့ကို1000ကျပ်လို့ပြောပါတယ်။ဒီတွေကတော့လက်လက်ဆက်ဆက်ပါပဲ16လမ်းထဲကိုတော့မဝင်ခဲ့ဘူးလမ်းထဲမှာတော့ဘီယာဆိုင်နဲ့အကင်ဆိုင်တွေကတော့အများကြီးပဲရှိရပေါ့နော်ဒါလေးကတော့စီအိုဒန်လမ်းထိပ်မှာရှိရဘိုက်ပူဆိုတဲ့အရေးဆိုင်လေးပေါ့နော်သူကအသီးအစ်စ်တွေနဲ့အရေးမျိုးစုံရတယ်ဒီဘက်ကကောင်းစိန်ရေခဲမုံကလည်းအရသာအစုံရတယ်မီဒီကတော့သူတို့ရဲ့အရှိမရှိတဲ့ဒီမော်ဇယ်လာcheese corn လေးစားခြင်းလို့ဝယ်စားခဲ့ပါတယ်သူကတပူးကိုဘူးလေးတပူးကို9000ကျပ်ပါမော်ဇလာ cheese တွေတော့အများကြီးတော့လဲထည့်ပေးပါတယ်ဆိုင်နာမည်က Hola Food Store ပေါ့နော်ဒါပေမဲ့ဒီမော်ဇလာ cheese ကဒီလိုဆွဲလိုက်လို့ရှိရင်တော့ပါလာတာမျိုးတော့မဟုတ်ဘူး cheese ကများရဲဆိုပေမဲ့လည်းအရသာတော့ချိုစိမ့်လေးနဲ့စားလို့ကောင်းပါတယ်ဒါလေးကတော့ဒီဘက်ကလမ်းနဲ့ဆက်ထိပ်ကဘုံချောင်းရှိမှရှိရဲ့ဆိုင်လေးပေါ့နော်မြန်မာမုံလေးနဲ့အသီးမျိုးစုံရောင်းတယ်ဒီဒီတို့တော့နည်းနည်းနောက်ကျနေတော့ဆိုင်လေးတော့တိတ်မစုံတော့ဘူးဒါကတော့ဒီလမ်းအပြင်ဘက်မှာပေါ့နော်ကားလမ်းမှာရောင်းနေတဲ့ဆိုင်တန်းလေးတွေပေါ့ဒီမှာလည်းအစားအသောက်မျိုးစုံရရှိပါတယ်ဒီမှာထူးထူးဆန်းဆန်းကျဲဥကစောဆိုပြီးတော့မြကြီးနားကျဲဥကစောဆိုပြီးရောင်းတာလေးလည်းတွေ့ခဲ့တယ်စားတော့မစားကြည့်ခဲ့ဘူးပေါ့နော်ပြီးတော့လည်းဒီမှာရေခဲမုံဆိုင်လေးလည်းရှိရဲနောက်ပြီးအကင်တွေလည်းရောင်းတယ်အပြင်ဘက်တန်းမှာပေါ့နော်နောက်ပြီးတော့ခနန်းတွေလည်းခနန်းဟင်းတွေလည်းတွေ့တယ်ဒါမှလက်မကြီးလည်းအကြီးတွေပဲခနန်းချက်တွေပေါ့နော်အဲတော့မှဗီဒီယိုတော့နောက်ကျလို့ဆိုင်တွေကတော့တော်တော်များများမရှိတော့ဘူးပေါ့နော်ခနန်းကော်ကျော်ဆိုင်တို့နောက်ပြီးတော့ဒီပဲပေါင်းတို့ပဲနှုတ်ရီတို့ဆိုင်တွေကတော့နည်းနည်းနောက်ကျသွားတဲ့အတွက်ကုန်သွားပါပြီအဲ့ဒါကြီးတော့မစားခဲ့ရဘူးပေါ့နော်မီဒီယာဘလော့လေးတွေကိုလည်းအများကြီးကြည့်ရှုအားပေးနေကြလို့အားလုံးကျေးဇူးတင်ပါတယ်ပြန်လည်ဆုံတွေ့ကြမယ်နော်တတ်တာ